စီယန်တက်ရွှေစီဖြတ်တဲ့အကြောင်းလေးကို sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရွှေဆိုင်အနေနဲ့ customer တွေကြားမှာဖြစ်တတ်တဲ့ပြဿနာလေးတစ်ခုကိုဒါပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ကိုကရွှေတဲ့တစ်ခုကို order အပ်မယ်ဆိုပါဆို order အပ်မယ်ဆိုလို့ရှိရင်ကိုကသိထားရမယ်။ကိုကရွှေဝယ်မဲ့နေ့ရဲ့ပေါက်ဈေးနဲ့ဈေးဖြတ်ရှင်တာလားဒါမှမဟုတ်လို့ရှိရင်အထည့်ပြီးတဲ့နေ့ရဲ့ပေါက်ဈေးနဲ့ရွှေဈေးဖြတ်ရှင်တာဒီနှစ်ခုကိုကိုယ့်ဘက်ကနေကွဲပြားသိဖို့လိုအပ်ပါတယ်။အဲ့ဒါမှဒီကိုကဆိုင်ရှင်ဘက်ကိုဒါမေးရမယ်။နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ကိုကရွှေကိုအထည့်ပြီးမှပေါက်ဈေးနဲ့ဖြတ်ရှင်တယ်ဆိုလို့ရှိရင်စတိသဘောမျိုးနဲ့စရန်ကိုဥမာ330တန်ဖိုးတင်ငွေကြမယ်ထဲတစ်ခုကိုအပ်လိုက်ပြီးအဲ့ဒါဆိုလို့ရှိရင်စတိသဘောအနေနဲ့2သိန်း3သိန်း5သိန်းဒါဆိုင်ရှင်နဲ့ညှိပြီးတော့ဘယ်လောက်သွင်းအဆင်ပြေမလဲမေးပြီးတော့ဒါစီရန်သွင်းလို့ရပါတယ်ဒါကဈေးဖြတ်ထားခြင်းမရှိပါဘူးဒီစီရန်မှာဆိုလို့ရှိရင်နံပါတ်2အချက်ကတော့ကိုရွှေလုံးနဲ့အထက် order အပ်တဲ့နေ့ရယ်ရွှေပေါက်ဈေးနဲ့ဈေးဖြတ်ရှင်တယ်ဆိုလို့ရှိရင်ဒါဆိုင်ရှင်နဲ့မေးရမယ့်အပိုင်းလေးဖြစ်လာပါပြီဥပမာတန်ဖိုးငွေက330ကျပြီဆိုပါစို့330ရဲ့ percentage ဘလောက်ကိုဖြတ်မှာကျွန်တော်ကဒီရွှေဈေးဖြတ်လို့ရမှာလဲဆိုတဲ့အကြောင်းလေးကိုမေးပေးရပါမယ်အဲ့တော့မှဆိုင်ငယ်ကသူကအနည်းဆုံး 80% 85% 90%သူ့ဆိုင်ရဲ့သတ်မှတ်ချက်အတိုင်းလေးကိုရှင်းပြပါလိမ့်မယ်အဲ့တော့မှဥပမာအားဖြင့်သူက80%သွင်းမှာဒါရွှေဈေးဖြတ်လို့ရပါမယ်ဆိုဒီ330 80% ကိုသွင်းပေးမှရွှေဈေးဖြတ်လို့ရပါမယ်ဒါလို့မှမဟုတ်လို့ရှင်ကိုကစရန်ကို2သိန်း3သိန်း5သိန်းလောက်ပဲစတိသဘောမျိုးပဲသွင်းထားပြီးတော့ရွှေဈေးအတက်ကြမငြိမ်တဲ့အခါမှာတက်ဈေးနဲ့ရောက်သွားတဲ့အခါမှာဒီကိုဝယ်တဲ့နေ့ကရွှေပေါက်ဈေးနဲ့ယူမယ်ဆိုလို့ရှိရင်ဆိုင်ရှင်နဲ့ဒီ customer နဲ့ကြားထဲမှာစကားပြောမယ့်အပိုင်းလေးဖြစ်လာတတ်ပါတယ်ဒီလိုပြဿနာလေးမဖြစ်အောင်လို့ကိုချွေတဲ့ order အပ်ပြီးဆိုကြတဲ့ကကိုလိုချင်တဲ့ပုံစံမျိုးကိုဆိုင်ရှင်နဲ့ဆွေးနွေးပြီးတော့ဒါဈေးဖြတ် order အပ်လို့ရပါတယ်ဆိုင်ရှင်ဘက်ကလည်းဒါသူတို့ရဲ့စီမင်းစည်းကမ်းလေးတွေကိုတကယ်လို့ order အပ်လာရင်လည်းရှင်းပြပေးပါလိမ့်မယ်တကယ်လို့တယောက်နဲ့တယောက်ဈေးကိစ္စမပြောပြဘူးဆိုလို့ရှိရင်အထည့်ပြီးတဲ့ချိန်မှာဒါစကားပြောရတဲ့အပိုင်းလေးရှိတာလို့ရှိရင်တယောက်နဲ့တယောက်မျက်နှာပြရမယ့်အပိုင်းလေးရှိတတ်တာမို့လို့ကိုကရွှေကို order မအပ်ခင်နဲ့ကရွှေဈေးဖြတ်ရှင်တာလားအထည့်ပြီးရဲ့ဈေးနဲ့ပဲကိုကဝယ်ရှင်တာလားအဲ့ဒါလေးကိုကွက်ပြသိဖို့လိုပါတယ်ရွှေ order အပ်မယ်ဆိုလို့ရှိရင်ဒီနှစ်ချက်ကိုအဓိကသိထားမှအဆင်ပြေပါမယ်ကောင်းစုရှည်ဆိုင်ရပါရွှေပညာဘာဟုတ္တတွေကိုနေ့စဉ်မျှဝေပေးလေးရှိပါတယ်သိချင်တာလေးရှိလို့ရှိရင် comment လေးမှာမှန်ခဲ့ပေးပါအချိန်ရတာနဲ့ reply လေးပြန်ပေးပါမယ်ရှင်ဆိုင်လေးစာလေးကလက်ဝင်းမျိုးနေပြီးတော့မှတရှိပါတယ်ဒါအစဉ်ရွှေတင်နန်းနေ online ရော offline ရောပေးနေဖြစ်တဲ့အတွက်ရွှေတင်နန်းစိတ်ဝင်စားရင်လည်း message မှာစုံစမ်းပေးပါရှင်ကျေးဇူးပါ